ထောက်ဖို့တွေသာမရှိခဲ့ရင်ဒေါ်လာရင်းကဒီနေ့ဒီချိန်ထိအားကောင်းနေအောင်မှာမဟုတ်ပါဘူးထောက်ဖို့တွေရဲ့အခန်းကဏ္ဍဒီကြောင့်သားလျင်ဒီနေ့ကြည့်ဒေါ်လာရင်းရဲ့အောင်ပွဲတွေကိုဆက်လက်ပြီးတော့ရှိနေစေဖြစ်တယ်အားလုံးပဲမင်္ဂလာပါ PRF လေးနှစ်ပြည့်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြသောထောက်ဖို့တပ်သားများထောက်ဖို့ရဲဘော်များအားလုံးကိုကျွန်တော်ကနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်လေးနှစ်တာကာလအတွင်းPRF ထောက်ဖို့တပ်သားအဖြစ်ပါဝင်ခဲ့ကြသူတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်ကလေးလေးစားစားနဲ့ကျေးဇူးတင်တဲ့အကြောင်းပထမဆုံးပြောလိုပါတယ်ထောက်ဖို့ဆိုတာကကျွန်တော်တို့တော်လှန်ရေးအတွက်မရှိမဖြစ်အရန်ကိုပဲအရေးကြီးတဲ့အခန်းကဏ္ဍမှာပါပါတယ်ဒါထောက်ဖို့တွေသာမရှိခဲ့ရင်ဒေါ်လာရင်းကဒီနေ့ဒီချိန်ထိအားကောင်းနေအောင်မှာမဟုတ်ပါဘူးထောက်ဖို့တွေရဲ့အခန်းကဏ္ဍဒီကြောင့်သားလျင်ဒီနေ့ကြည့်ဒေါ်လာရင်းရဲ့အောင်ပွဲတွေကိုဆက်လက်ပြီးတော့ရှိနေစေဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ကလည်း PRF ထောက်ဖို့တပ်သားတယောက်လည်းဖြစ်တယ်စီရင်မှုတယောက်လည်းဖြစ်တယ်ကိုယ်တိုင်လည်း PRF ကို၄နှစ်တာလုံးပါဝင်ထမ်းဆောင်နေစေပဲဖြစ်တယ်အဲဒါကြောင့်မလို့၄နှစ်တာအတွင်းမှာပါဝင်ခဲ့ကြတဲ့သူတွေရော၄နှစ်အလွန်မှာထပ်ပြီးတော့ပါဝင်ပေးကြဖို့အတွက်ကောတော်လန်ရေးကြီးအောင်သည့်အထိ PRF တပ်သားတယောက်အဖြစ်နဲ့ဆက်လက်ပါဝင်ကူညီအားဖြည့်ပေးဖို့အတွက်အားလုံးကိုနှိုးဆော်လိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျ